ဂျပန်နိုင်ငံမှာအပန်းဖြေရင်အခုလိုအဖြစ်အပျက်ကြုံခဲ့ရတဲ့ဝမောင်ရွှေကြီးဂျပန်နိုင်ငံမှာအပန်းဖြေရင်မမျှော်လင့်တာတွေကြုံခဲ့ရတာကတော့ဝမောင်ရွှေကြီးပါခင်မွန်တဲ့နဲ့ဂျပန်နိုင်ငံမှာအပန်းဖြေခရီးထွက်ရင်ဒီလိုအကြောင်းရင်းတွေကြောင့်မမျှော်လင့်တာတွေကြုံခဲ့ရတာကတရုတ်ဆောင်မင်းသမီးဝမောင်ရွှေကြီးပါဝမောင်ရွှေကြီးနဲ့ခင်မွန်တဲ့တရေကြီးကိုနိုင်ဖြိုးကျော်တို့ဟာအခုအချိန်မှာဂျပန်နိုင်ငံကိုအလဲပတ်ခရီးထွက်နေကြတာဖြစ်ပါတယ်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးဝမောင်ရွှေကြီးကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတဦးဆိုတာကိုအားလုံးကသိကြမှာပါဝမောင်ရွှေကြီးဟာချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့အတူကြားရဆက်ရုပ်ကိုအကောင်းဆုံးအသက်ဝင်အောင်တရုတ်ဆောင်နိုင်တာကြောင့်မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးထိပ်တန်းမင်းသမီးအဖြစ်ရည်တည်ထားနိုင်တာပါဒီအတွက်ကြောင့်ဝမောင်ရွှေကြီးဟာတရေကြီးကိုနိုင်ဖြိုးကျော်နဲ့ခင်ခန္ဓာနာမင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဝမောင်ရွှေကြီးဟာမကြာခဏဆိုသလိုလဲခင်မွန်းတဲ့တရေကြီးကိုနိုင်ဖြိုးကျော်နဲ့ကဘာပတ်နေခဲ့တာပါ။ခုအခါမှာလည်းဇနီးချောလေးဝမောင်ရွှေကြီးပင်ပန်းနေလို့ဂျပန်နိုင်ငံကိုခေါ်သွားတာပါ။ဂျပန်နိုင်ငံမှာတော့ဝမောင်ရွှေကြီးဟာအပြစ်ကင်းစင်တဲ့ကလေးလေးတယောက်လိုပျော်ရွှင်မြူးထူးစွာလှည့်ပတ်နေခဲ့တာဖြစ်ပါတယ်။အဆိုပါဓာတ်ပုံတွေကိုလည်းအင်တာနက်ပေါ်မှာမျှဝေလာတာပါ။ဓာတ်ပုံထဲမှာဆိုရင်တော့ဝမောင်ရွှေကြီးဟာဂျပန်နိုင်ငံကလှပတဲ့ချယ်ရီပန်းတွေနဲ့အတူကျွေးရုံးမလေးအလားလှပနေတာကိုတွေ့ရတာဖြစ်ပါတယ်။အခုဆိုဝမောင်ရွှေကြီးဟာဂျပန်နိုင်ငံရဲ့နာမည်ကြီးအထင်ကြီးနေရာတွေမှာခင်မွန်းတဲ့ကိုနိုင်ဖြိုးကျော်နဲ့အတူတူပျော်ရွှင်စွာရှောက်လည်နေတာဖြစ်ပါတယ်။